အားလုံးလက်ရှိအခက်ခဲမြန်မာနိုင်ငံရေးအခြေအနေရဲ့အခက်ခဲအကြက်တဲတွေရလည်းရှိနေသလိုကမ္ဘာနိုင်ငံရေးအခက်ခဲအကြက်တဲတွေကြားထဲမှာကျွန်တော်တို့မြန်မာနိုင်ငံသားတွေကတော့တဘူပေါ်10ဘူးလောက်စစ်နေတဲ့အခြေအနေမျိုးမှာရှိတယ်အဲဒါကြောင့်မလို့ဘယ်နိုင်ငံမှာပဲရောက်ဘယ်နေရာမှာပဲရောက်ဒေါ်လာရေးကိုမမေ့ပါနဲ့ဒေါ်လာရေးရဲ့ရမုံငွေရှာတဲ့ပွဲတွေမှာသူမသွားကြပါနဲ့အရင်ကလိုပဲပါဝင်ကူညီပြီးတော့ဒေါ်လာရေးကိုပြတ်မထားကြဖို့လေကျွန်တော်ဒီနေ့ကနေမြတ်တာရက်ခံပါတယ်တော့အားလုံးကျမ်းမာရေးလည်းကူးဆိုင်ကြပါရှိနေတဲ့မိတ်ဆွေရဲ့အပေါင်းအသင်းတွေနဲ့အတူတူဟာလာလက်တွဲမဖြုတ်ဖဲနဲ့တယောက်ကိုတယောက်နားလဲကြရင်းနဲ့နားလဲမှုတွေနဲ့အတူတူဖေးမှရင်းနဲ့တယောက်ကိုတယောက်စောင့်ရှောက်ရင်းနဲ့နိုင်ငံတော်အသစ်စီကိုတဖြည်းဖြည်းတရွေ့နဲ့ချီတက်ကြပါစို့လို့ပြောကြရင်နဲ့ဒီနေ့အစီအစဉ်လေးကိုနှုတ်ခွန်းဆက်လိုက်ပါတယ်ဗျာတောကဗျာဝါဒဘေးမတတ်မဲ့လောကမှာထားရအေးချမ်းကြပါစေဗျာ